အားလုံးပဲမင်္ဂလာပါဒီနေ့မြန်မာတွေအားလုံးကြိုက်ကြတဲ့တီးဆောင်ပဲကလာဟင်းလေးချက်စားပြီးလို့လာမျှဝေပေးတာပါဒီနေ့လည်းဆုံးဖြတ်ကြည့်ပေးကြပါအောင်နော်ပါဝင်ပစ္စည်းတွေကတော့ဒီမှာဒီပုံမှာပြထားတဲ့အတိုင်းပဲပေါ့နော်ဒါလေးပါပဲရိုးရှင်းရှင်းလေးပါပဲအရင်ဆုံးအလူကိုအခွန်နှွားပါမယ်ပြီးရင်တော့ကိုစားချင်တဲ့အတုံးလေးရွေးစားလေးလှီးထားမယ်ပေါ့နော်အရင်ဆုံးအိုးတဲ့ကိုစီထည့်ပြီးလို့ရှိရင်ကျမကတော့ကြက်သွန်ဖြူလေးကိုစီတက်ပါတယ်ပြီးတော့စနစ်မုတ်လေးနည်းငယ်ထည့်ပါတယ်စနစ်မုတ်ထည့်ပြီးတော့အယောင်တင်မုတ်စိမ့်မုတ်လို့လည်းခေါ်တယ်ပေါ့နော်အနည်းငယ်ထည့်ပါတယ်အယောင်တင်မုတ်နည်းငယ်ထည့်ပြီးတော့အာလူထည့်လို့ရပါပြီကြာကြီးထားစရာမလိုပါဘူးနော်အာလူကနူးရအချိန်ကြာတာဆိုတော့အာလူအရင်ဆုံးစီတက်ပေးလိုက်ပါတယ်ကဲအာလူလေးတွေကရပြီဆိုလို့ရှိရင်တော့ပြုတ်ထားတဲ့ပဲထည့်ပါတယ်ပဲပြုတ်တာတော့မပြတော့ဘူးပေါ့နော်အရင်ရှိသွားမှာဆိုလို့ပဲလေးထည့်ပြီးတော့မှွေလိုက်ပါတယ်ဒီပဲနဲ့အာလူနဲ့ကိုခဏချက်မယ်ပေါ့နော်ပြီးတော့စားချုံမုတ်ထည့်ပါမယ်ဒါပါပဲထည့်တာလေးတွေကတော့ပြီးတော့မှွေပြီးတော့ဖောင်းအုပ်ထားလိုက်ပါနဲ့နည်းနည်းဆူလာပြီဆိုလို့ရှိရင်တော့ဒီမှာတခြားအသီးနှံလေးတွေကိုထည့်လိုက်ပါတယ်မုံလာဦးနီထည့်တယ်ခရမ်းသီးလှီးထားတာလေးတွေထည့်တယ်အဲ့နှစ်ခုပဲရင်ထည့်တယ်ပေါ့နော်ရုံးပေသီးနဲ့ပဲသီးရကြတော့ကြက်လွယ်တယ်နူးလွယ်တယ်ဆိုတော့နောက်ဆုံးမှထည့်ပါမယ်ရင်သုံးတရားလေးထည့်ပြီးမှွေပြီးတော့အုပ်ထားလိုက်ပါမယ်ပြန်ဖွင့်ကြည့်တဲ့အခါမှာခရမ်းသီးလေးတွေရတဲ့နူးလာပြီဆိုလို့ရှိရင်တော့ပဲသီးလေးနဲ့ရုံးပေသီးလေးကိုထည့်လိုက်ပါတယ်ရုံးပလေးတွေနဲ့ပဲသီးထည့်ပြီးပြီဆိုရင်တော့အကြာကြီးချက်စရာမလိုပါဘူးเนาะအရင်ကနူးလွယ်ပါတယ်ရတာမြည်ကြည့်ပြီးပြီဆိုလို့ရှိရင်တော့သုံးဆောင်လို့ရပါပြီခုတော့ပဲဟင်းလေးရပါပြီစားကြပါအောင်